ပါဒီမှာပါနောက်တော့စမ်းမယ်နော်ကျွန်တော်လည်းတုံးရတာပါတယ်ခင်ဗျာကျွန်တော်လည်းတုံးရတာပါတယ်ကျွန်တော်လည်းထိုင်လို့ကျွန်တော်ရတာလားမသိဘူးပေါ့နော်ကားဝဲတယ်သူလည်းမတီးလို့လားမသိဘူးခင်ဗျာအဲ့ထဲအရောပါလာကြောက်ကုန်တယ်အဲ့ထဲရင်တော့ပါလာတော့နော်ခဏလေးနော်ဒါပါမရှိဘူးနော်ကျွန်တော်လည်းထိုင်လို့ကျွန်တော်ရတာလည်းဖြစ်မှာပေါ့ဗျာဒီမှာတခါလေးမရှိပြီးတော့ကျွန်တော်လည်းများလေးလောက်တာကြည်ပြီးတော့စားတာပေါ့နော်တာနဲ့တုံးရင်းနဲ့ဒီပြတုံးလေးကိုကြိုက်ပြီးဆိုလို့ရှိရင်ဒါကျွမ်းတာစစ်တယ်လို့ပြောတာပဲနော်သူများနေ line ပေါ်မှာကျွန်တော်တွေ့ရတာပေါ့နော်ဟိုကတန်လေးတို့ဟာလေရှင်တိုင်ဝီလေးတို့ဆိုရှင်တော့ဟိုပြီးတော့ကောင်းတယ်လို့ပြောတာပဲဗျာရှင်တိုင်ဝီပူဇော်ခြင်းပါလေရှင်တိုင်ဝီလို့ပြီးတော့ပြကြပါလားမသိဘူးနော်ခဏလေးဆောက်ပါခဏလေးဆောက်ပြီးနော်ပြကြပါအောင်ဒီလိုမျိုးပြကြပါမှာဒီတုံးကြံနေတယ်နော်ပြကြပြီးတော့ရှင်ပြန်ပြပေးမယ်နော်ကဲဒီမှာနောက်တုံးလေးထိုင်ပြီးတော့စမ်းထားတယ်နဲလို့များလေးတို့ရှိပူစင်ပြေကျွန်တော်လည်းတီးတော့နားနေတီးရတာမဟုတ်ပါဘူးဗျာသူများနေစမ်းတာတွေ့ပြီးတော့ဟိုလည်းစမ်းကြည့်တာပေါ့နော်ပြဒါလေးနေသေးတယ်ဆိုတော့တုံးလုံးဆိုပြီးပူစင်ပြေမယ်ဆိုတော့ပြကြအောင်ခဏလေးစောင့်ပြီးနော်ပြီးရင်ဒီတာနေတုံးနဲ့စမ်းမယ်တာနေတုံးနဲ့တာနေတုံးကဒီနော်တန်လိုက်နော်တွေ့လားတာနေတုံးအဲ့လိုမျိုးဒီလိုမျိုးကြိုက်တာနဲ့သူပြစ်ကလာပြီးဆိုရှင်အဲ့ဒါကျွမ်းတာအစဲလို့ပြောတာပဲနော်ကြားဘူးနားပါပါဗျာသူညာလေးလောက်တာတွေ့လို့စာမင်းရပါထင်တယ်နော်ရလို့ထင်ပါတယ်ဒီခိုင်လနာလေးလောက်ဆွဲလာနေမယ်ကောကြည့်ကုန်မယ်ကွာအဲ့ဒါရင်စားမယ်နော်ခဏလေးကြည့်ပဲကဲဒါရမကဲဘူးဟာဒါလေးရောဟာကဲတွေ့လားတွေ့တယ်မလားတွေ့ရလားမသိဘူးနော်ဒီမှာလေတုံးကပါလိုက်တာဝေးနေကြအောင်ပြင်လာမကောင်းဘူးဆိုတော့ဒီမှာနော်ကာနေပြီနော်မလာလေကွာဒီပြပြမယ်နော်ဒီနော်တွေ့နေတော့တုံးတွေ့လားဒီမှာကုန်ကန်နေကုန်ပြီနော်ကုန်ကန်နေကုန်ပြီဟုတ်လားဆွဲပြမယ်ကန်နေကုန်နောက်လည်းပြန်ချွေပြီးတော့ပြန်ကတ်ပြမယ်နော်ပြန်ချွေပြီးတော့ပြန်ကတ်ပြမယ်တော့မင်းဒါနဲ့ဒီပလိန်နဲ့ကန်ရင်လို့ပြိုင်းလို့ပူစီပြေတယ်ခုနဟိုဘချန်လိန်နေဆိုတော့မအားနေဘူးညာပြန်ဆိုတော့ဒီတုံးပေါ့နော်ခုနပြန်ချွေတယ်နော်ကတ်ပြမယ်နော်သူကပြစ်ကပါလားတွေ့လားနော်သူကပြစ်ကပါအဲ့လိုမျိုးဖြစ်နေရမယ်ကဲတခြားပြန်ရင်ဖြည့်ကြရုံနော်တကယ်ချင်းလို့ကျွန်တော်အစဲမစဲဒီလိုဆိုလို့ရှိရင်တော့စဲတယ်လို့ပြောတာပဲဗျာကဲဒီပြလေးတော့ကျွန်တော်ဒီနေရာလေးကိုပူဇော်ထားမယ်ဟိုလေးထည့်ထားမယ်ဒီကိပြရှင်အောင်ပါဗျာကျွန်တော်ရလာတဲ့တုံးလေးတွေကျွမ်းတဲ့တုံးလေးတွေဟောဒီကြောက်ဒါတုံးရတယ်ခင်ဗျာဒီဟာတုံးရတယ်ဒါဆိုလို့ရှိရင်ဗာလေးလောက်ရအောင်ရှင်တိုင်ဝတီလေးတွေဖျားပုံလေးအဲ့လိုမျိုးပူဇော်ကောင်းတယ်နော်ကောင်းတယ်ထင်တာအားလုံးပဲမင်္ဂလာပါလို့